Hello အားလုံးပဲမင်္ဂလာပါ try on မလုပ်တာကြပြီဆိုတော့ဒီနေ့တော့ဖနက်အသစ်လေးတွေကို try on ပြမှာဖြစ်ပါတယ်ဒီဖနက်အကုန်လုံးကဒီ7 star online shop ကနေမှာထားတာဆိုတော့မင်းစီမှာအကုန်လုံးလာမှာလို့ရပါတယ်ပထမဆုံးအနေနဲ့ daily wear လေးရတဲ့တရံလေးကိုအရင်ဆုံးပြမှာဖြစ်ပါတယ်ဒီတရံလေးကတော့ချူတိုင်းလေးပေါ့နော်ပြီးပို့ပပစီလို့ရပါတယ်မကိုကချေဖော်မူချီရောဒီဖနက်တော်များများနဲ့မလိုက်ဖြစ်ဘူးပေါ့နော်အဲဒါကြောင့်ဖနက်ဝေမယ်ဆိုတော့လေးကိုရွေးဝေရပါတယ်ဒုတိယတစ်ခုကကြတော့မကိုစီနေချပုံစံတိုင်းလုံးဝကိုမဟုတ်တဲ့ကိုထက်တဲ့ပုံစံပါဘာဖြစ်လို့ဆိုတော့အရှိဘက်ကတော့ချွန်နေပေါ့နော်အချွန်ကိုလုံးဝမဟုတ်ဘူးပါဘူးဒါကပထမဆုံးဝေဖြစ်တဲ့အချွန်ပေါ့နော်ဒါပေမဲ့လည်းအရန်ကိုမှလှပတော့ပါအယောင်အရန်ချက်လို့ဝေဖြစ်သွားတဲ့ဟာလေးပါနော်ကိုပတာဗီဒီယိုတွေရရင်နဲ့ကိုအရန်ကိုရည်ချင်သွားတာပေါ့နော် and the third one is အဖြူရောင်ကိုအရန်ချိုက်တယ်ဒါပေမဲ့လည်းအဖြူရောင်တစ်စီးရှိတာကလုံးဝဟိုတက်သွားပြီပေါ့နော်အဲဒါကြောင့်ဒီအဖြူလေးကိုထပ်ဝယ်လိုက်တာပို့ပါပြီးတော့တောင်းတရှိဟာတွေပဲချိန်တာဆိုဒီအချွန်တွေကိုဒီတစ်ခါတော့တိတ်ချာ try ထားပြီးတော့ရွေးဝေထားရပေါ့နော်စီကြည့်ပြီးတော့မှတောင်းတရှိရဆိုဘာညာပေါ့ခေါင်းတွေကကိုယ့်ရဲ့ reaction လေးကိုကြည့်ပါအောင်ဘယ်လောက်ချိန်လေးဆိုတာစဒူထားမျိုးကကြတော့ပို့ပပအပါလေးပါပဲကွန်ထိုးကမှအပါလေးပေါ့နော်ပြင်ဒီအခုတလောကကြတော့ဒီ silver ကိုလက်သေးမှာဖြစ်ဖြစ်ဒီဖုန်း cover မှာဖြစ်ဖြစ်ဖနက်မှာဖြစ်ဖြစ်အိတ်မှာဖြစ်ဖြစ်အရန်ကိုမှတက်ကြတာပေါ့နော်အဲဒါကြောင့်ဒီအရောင်လေးကိုဝေထားပါတယ်သူကပါရဲဆိုတော့လေစီးရတာတော်လေးကိုအဆင်ပြေပါတယ်နောက်ဆုံးအနေနဲ့ဒီအမေရောင်လေးပေါ့နော်ဒီအမေရောင်လေးကိုမထားတဲ့ quality နဲ့ရောက်လာတဲ့ quality ကတော့နည်းနည်းမတူဘူးနည်းနည်းမကောင်းတယ်လို့ခံစားရတယ်ပေါ့နော်ဒါပေမဲ့ဝတ်ကြည့်လိုက်တာတော်လေးကိုစီးလို့ကောင်းတယ်ချက်ထောက်လည်းလုံးဝမနာဘူးတောင်ကနေနေမြင့်တယ်ဆိုလေချက်ထောက်နာမေလို့ထင်ထားတာစီးကြည့်တာအခုဆိုရင်3ခါလောက်ရှိပြီလုံးဝစီးလို့အရန်ကောင်းပြီးရင်ဘေး outfit နဲ့မဆိုအရန်လိုက်အဲဒါကြောင့်အရန်စိုက်ပါတယ်ဘေးဖက်နဲ့လေးနဲ့လိုက်ဆုံးဖြစ်မလေးဆိုတာလေးကို comment မှာလေးအကြံပေးလို့ရပါတယ်ဗီဒီယိုလေးကိုအဆုံးကြည့်ပေးလို့လည်းကျေးဇူးများကြီးတင်ပါတယ်ကျေးဇူးပါ see you in the next video bye bye